ဟိုတားကြည့်လိုက်ရင်လေဆရာဝန်ဖြစ်ချင်တယ်နေစမ်းမအောင်ငါတားမင်းကဘာလို့ဆရာဝန်ဖြစ်ချင်ဟိုဆရာဝန်ဖြစ်ရင်လေလူတွေရဲ့အထင်ကြီးကြီးကိုခံရတယ်ပြီးရင်လူနာတွေဆေးကိုရင်လည်းပတ်စံနေအများကြီးရတယ်ဖေကပတ်စံနေအများရင်မြင်မြန်ချမ်းသာတာပေါ့ငါတားရဲ့ခံယူချက်ဒီအလွဲနေပြီမင်းဒီအတွေးကိုဒီစိတ်တက်နေတာဆရာဝန်တကယ်ဖြစ်သွားခဲ့ရင်တားကိုအဖေတခုပြောပြမယ်တားတိတိကျကျနားထောင်ပါဟိုးအရင်တော့အထက်တန်းကျောင်းသားတယောက်ကျောင်းကိုဆိုင်ငယ်ယူလာတယ်ကျောင်းဆင်းတော့ဆိုင်ငယ်နဲ့အိမ်မြန်ခဲ့လီဘာကိုအတကုံပုတ်ပြီးအရှိန်နဲ့မောင်းလာတော့ကျောင်းသားတွေကဆိုင်ငယ်တိုက်မှုဖြစ်တာဘာနဲ့တိုက်ကြလဲတော့မသိဘူးဘာသူ့လွယ်လဲအစီးတဲ့လူနာပဲလူနာရှင်ရဲ့အုတ်ထင်းသူမိဘတွေရောပါရဲ့လားမိစက်ရတော့ကြောင်းခိုင်းထားတယ်ဒုက္ခပါပဲဒါက PCK ရဲ့ရှင်သက်ဆိုင်ရာကိုသိပြီလားအဲ့တော့မသိတော့ဘူးရှင်တို့ကတော့လှုပ်ပြီဟုတ်ကအစီးတဲ့ patient ရောက်နေလို့ကျွန်တော်ဂျူဒီရောက်ပြီလေနောက်တာဝန်ကျဆရာဝန်ဖုန်းခက်လိုက်ပါကျွန်တော်ရေးချီတော့ကြတယ်လေရှင်းနေတယ်ဟုတ်ကဲ့ဆရာအနီးလိုက်တော့ဒါခမင်းကိုဖွင့်ဆက်လိုက်ပါဦးဖုန်းမဆက်ရှင် Hello doctor emergency accident patient ရောက်နေလို့ရှင်ဟောအဲ့ဒါဆိုလို့ရှိရင် record တခြားလောက်ထားလိုက်နော် police case ဖြစ်နိုင်တယ် blood တခြားလောက်တာလိုအပ်တာရေလုံးနိုင်တာရေတစ်ခါလောက်ထားလိုက်နော်နောက်နိုင်ဘယ်လောက်နေတော့ကြောင်းမယ်ဟုတ်ကဲ့ဆရာဟုတ်ဆရာမကျွန်တော်ကိုမင်းရဲ့ဒူနာဆောင်ပါရှင်ဆေးဝယ်ပေးရမယ်ဆိုလို့ဟုတ်မဝဝရေးခုနကဝယ်ရတဲ့ဆေးရေးထားပြီးမလားရေးပြီးပြီလားအဲ့ဆိုပြီးပေးတော့နော်ခဏလေးပါနော်ဟုတ်ကဲ့ပါရှင်ဒီမှာဒါအောက်ထက်ကဝယ်ရမှာဒါဆေးရုံရှိရမင်းရဝယ်ခဲ့ဆိုင်ရဝယ်ရမှာမှတ်မိရနော်ရှားဆိုင်ရလွဲနေအောင်ပါဟုတ်ဆရာမဒီဆေးတွေအများကြီးပဲနော်ဒါနဲ့အကုန်လုံးဝယ်ရမှာလားဆရာမကျမတို့ကလူအဲ့လိုပဲခိုင်းတာလေရှင်းတော့လူနာတက်ပဲငွေချင်းလဲငွေနဲ့ဒီတိုင်းထားလိုက်လေအဲ့လိုမဟုတ်ပါဘူးဆရာမရဲ့ကျမမနေ့တော့လည်းဆေးဖို့ရအများကြီးကုန်ထားတဲ့အခါကျကျမလက်ထက်မှာတိတ်မရှိတော့လို့ပြောရပါဆရာမရဲ့အဲ့ဆိုဆေးရုံဘာလို့လာတက်နေသေးလဲဆေးရုံတိုင်ကုန်မဲဆိုတာမသိဘူးလားအဲ့လိုမပြောပါနဲ့ဆရာမရဲ့ကျမတို့ကလည်းကျမရဲ့အခြေအနေကြောင့်ဆေးရုံလာတက်တာပတ်သက်ရှိလို့လာတက်တာမဟုတ်ပါဘူးဆရာမရဲ့ပြီးတော့ကျမအမျိုးသားကလည်းတနေ့တခြားလုံးပါပြီးပို့ဆိုးလာတယ်အဲ့ဒါတော့လူနာရဲ့ယောဂဝေဒနာပေါ်မူတည်ရပဲလေကျမတို့လည်းအစွမ်းကုန်ခုပေးနေတာပဲစရတဲ့ယောဂမဖြစ်အောင်နေကြပေါ့လူနာရှင်တို့တူးတိုင်းမှာကိုအခြားလူနာတွေလည်းအများကြီးရှိသေးတယ်ဝယ်မယ်ဆိုလည်းညံဝယ်ပြီးလာဖို့လက်ဆရာမလေးကျမလာလေကျမလာလေးဆိုင်ရတဲ့လူတွေစီတိုင်းပြတဲ့ကျောင်းသားနဲ့တူတယ်ဟုတ်တယ်ဆရာမဟုတ်တယ်အခုကတကန်းကြုံပါလားရှင်ဟိုအခန်းထဲတော့ဝင်လို့မရဘူးအပြင်ကနေပဲဆောက်လိုက်တာဟုတ်ကဲ့ပါကျမလာလေးဘယ်လိုနေလဲမသိဘူးနော်ကျမလာလေးမဖြစ်ပါဘူးနဲ့အားကြောင့်မဆိုင်ကြီးယူမသွားသေးဘူးလားမင်းပေးလို့လိုက်လို့ဖြစ်တာလေမင်းတို့ဆိုင်ငယ်ပေးမလို့ငါဘယ်နှခါပြောအောင်ချစ်တော့ဆိုင်ကြီးနဲ့သွားချင်ကြဘူးမတော့ခဏပါနော်ကျမလာလေးရှင်းနေဘယ်လိုလဲဆရာဝန်ကိုခေါ်ထားပါနော်တူလာနေပါလေဟုတ်ကဲ့ဆရာမကျွန်တော်သားလေးကိုအမြန်ဆုံးတော့ကုသပြီးတော့ဆရာမရေဟုတ်ကဲ့ကျမတို့လေလူနိုင်နေတယ်တက်လေးပြောပါဟုတ်မိခန့်လေးပါဆရာမဟုတ်ကဲ့မိခန့်အသက်ကရောရှင်14နှစ်ပါဆရာမ14ဟုတ်ကဲ့ဆေးစစ်ပြီးတော့တက်မှရရတယ်ရှင်စစ်ဌာနကိုသွားပြီးရင်အောက်ထပ်မှာတစ်ခါလေးပဲတက်မှဝင်ရလိုက်တော့ခုတော့ဆိုတော့ကျမတို့ stretcher လိုက်ပြီနော်ဟုတ်ကဲ့ဆရာမအဲ့ဆိုမကိုလူလုံးနာပြီဆရာမအဲ့ဒါတော့ရှင်တို့ဒီနေ့40ရာသူကိုကိုညတောင်းလိုက်ပြီကျမတို့မှာကုမပြင်မယ်တော့မရှိဘူးရှင်ဟောသူကဘယ်လိုနေသေးလဲသက်သာပါလေဆရာလက်ချင်းပြီးလို့လာပြတယ်တော်တော်လေးတော့သက်သာနေပါပြီကိုယ်တော့ဆေးရအောင်ကြံနေလား9ရက်ဆိုတော့ကြံပါသေးတယ်ဆရာ9
ဆန်ကျွန်တော် ဟုတ်ကဲ့ပြီ အဲ့လိုစီးလေးထက်ရည်ပြအောင်နော် ဟုတ်ကဲ့ပြီ ပြဒီရလေးဝယ်သွားလိုက်တက်လာတာပေါ့ဒါလေးပဲ ဟုတ်ကဲ့ခင်ဗျကျေးဇူးပါဆရာ လို့တာကျမတို့လွယ်တာကိုပြင်ဆင်ပြီးပါလေဟာလူနာအိုတီညောင်းရမှာမဟုတ်ဘူး ဆရာဝန်စမ်းသပ်ခေါင်းနဲ့ဆေးဖို့ကဒီတော့ကြာလာဗျာ ဟောရောဘောနဲ့နာမည်ဖြည့်ပြီးကြပြီးတော့အတူတူနဲ့ခေါ်လိုက်မယ်နော် ဒေါက်တာနားအေးစရာဖြစ်သွားပါပြီ